10 နှစ်လောက်နေကလေးကလည်း2ယောက်လောက်ရှိကောင်းရှိနေမယ်ပြီးတော့သူကလည်းကျောင်းမတစ်ချောင်းဆုံးတစ်ချောင်းနဲ့ယောက်ျားကြီးဘာလို့လဲညာလို့လဲအဲ့လိုလဲပြောရင်ပြောနေမယ်ကျွန်တော်အိမ်တော်ရှိပြစ်နေမှာပေါ့စာတွေးတာကတော့internship စင်တော့ပါနော်စာတွေးတယ်အဲ့တော့ညီမစကားအရင်သွားတိတ်ထဲပါတယ်သူကစကားအရင်နဲတော့အဲ့ဒီ site ထဲက project engineer ကသူနဲ့ညီမနဲ့ကိုတစ် site တွဲပေးရယ်တစ် site တွဲပြီးတော့အဲ့မှာစာတွေးရယ်ပေါ့နော်စာတွေးပြီးတော့စာတွေ့ချင်းသူ first ပထမဆုံးဘယ်လိုခံစားရလဲဆိုသူ့ကိုလေအရက်သမားလို့ခံစားရဘာလို့လဲဆိုတော့လေသူကနေပူရင်သူမျက်နှာအရေပြားပါလို့လားအရန်နီနီရဲနေရအရန်နီနီရဲတော့ကြည့်လိုက်တော့အရက်သမားလို့ဘာလို့ပေါ့နော်စိုက်ရင်ချင်းညာရုပ်လည်းမပေါက်ဘူးအုတ်ထုပ်ဖြူတာစောင်းထားတယ်ဘောင်းမီရှည်ရုပ်လို့ဆွဲတင်ပြီးတော့သူ့ကြည့်လိုက်တော့တငယ်ချင်းတွေကပါပြောတယ်နင်းစိုက်ကအင်ဂျင်နီယာအရက်သမားလားမသိဘူးတဲ့နဲ့သူ့ဘေးနာသွားပြီးဖုန်း contact share တော့နည်းနည်းအနံ့ခံကြည့်လိုက်တယ်အရက်နဲ့တော့မရအောင်နော်သိကြတယ်ရက်သမားတော့မဟုတ်ဘူးပေါ့အဲ့လိုနဲ့ပဲစတွေ့ရဲအဲ့လိုစပြီးခံစားမိရဲပေါ့နော်စပြီးသဘောကျတာကြတော့အဲ့နှစ်ယောက်သားတငယ်ချင်းတွေနဲ့ဘီယာတောက်ပြီးတော့ဆိုင်ရအပြန်မိုးနည်းနည်းမှောင်နေပြီစောင်းရသည်လည်းဖြစ်တော့လီအေးတယ်ကားမှန်ဖွင့်စီရောနားရီအေးလာနေနားအေးတယ်လို့ပြောလိုက်တော့သူကနားကိုလက်နဲ့လာအုပ်ပြီးလာအုပ်ပြီးအဲ့မှာသဘောစပြီးသဘောကျသွားကျွန်တော်တို့စတွေ့တာကျွန်တော် site တွေကိုသူ internship လာဆင်းနေဖွဲလိုက်လာကြတယ်နော်ဖွဲလိုက်လာကြတဲ့အချိန်မှာကျွန်တော်သူ့ကိုပတိထားမိသွားတယ်ကျွန်တော်နာကပ်ပြီးတော့အဲ့သူ့ဖုန်းနံပါတ်ချင်းဖလှယ်ရတာပေါ့နော်အဲ့ချိန်မှာသူကမြာထီးခင်လို့ပြောတာကျွန်တော်ကမြလို့ကြားတယ်အဲ့မှာကျွန်တော် contact ကိုသူ့ကိုလည်းရေးပေးရတယ်သူနဲ့ဆက်ပြီးတော့ခင်ချင်းတယ်ဝင်ရောတယ်ပေါ့ဝင်ရောတော့ကျွန်တော်နေကန်လည်းမဟုတ်ဘူးသူလည်းနေကန်တော့မဟုတ်ပါဘူးဒါပေမဲ့သူကဒီပါနေတာကြားတာဖြစ်တဲ့အတွက်ကျွန်တော်ကိုနေရာလေးဒီနေရာလေးလိုက်ပို့ပြီးပါအောင်မိုးဝဲချွေးပါမယ်ပါတယ်ပေါ့အဲ့လိုနဲ့ပဲစပြီးတော့ပေါင်းဖြစ်သွားစကားလေးပါပြောဖြစ်တာပေါ့အဲ့မှာကိုယ်လိုက်ကန်သွားလေကြတော့တရက်အမှတ်တရအနေနဲ့ပေါ့နော်ကိုယ်လိုက်ကန်သွားလေကြတော့ငါတက်မြပေါင်းကြီးစားကြစားရင်လည်းသူကဂျင်းတုံးတုံးကိုကြိုက်ငါတက်မြပေါင်းနဲ့ဂျင်းတုံးတုံးကိုကြိုက်နေကိုယ်ဒါချိုတယ်တဲ့အဲ့နဲ့ကျွန်တော်လည်းစားကြည့်လိုက်တယ်သူကပေးပေးလေးစားတာကျွန်တော်မသိလိုက်ဘူးကျွန်တော်အတုံးလိုက်ကြိုက်လိုက်တာပဲချင်းချိုလာမလဲမသိဘူးလို့စောင့်နေတယ်ဂျင်းကိုအတုံးလိုက်ထည့်သွားပါတော့ပြီးရင်ကျွန်တော်လှုပ်ကြမယ်ပတ်စံတွေစူးကြမယ်ပြီးရင်ခရီးတွေထွက်မယ်ကိုပိုင်အေးလေးကိုပိုင်မိသားစုလေးတိဆောက်ကြမှာပေါ့ချက်တီသဘောကျလေဆိုတော့သူကလူကြီးတွေသူ့ထက်ကြီးရဲ့သူတွေပေါ့အဲ့ဒါတွေကိုသူကအရန်နဲ့ respect လေးထားတယ်ပြီးတော့ရိုးရိုးချိုးလေးရှိတယ်အဲ့အချက်ကတော့သဘောအကျဆုံးပေါ့နော်အိမ်အားမိဘနဲ့မိတ်ဆက်ပေးရဲ့အချိန်မှာလည်းညီမရဲ့မိဘတွေကလည်းသူ့ကိုအဲ့အချက်ကိုကြည့်ပြီးသဘောကျကြတယ်ပေါ့အဲ့တခုကတော့သဘောအကျဆုံးပေါ့ကျန်တာတွေအကုန်လုံးကလည်းသဘောကျတယ်သူနဲ့ပတ်သက်သမျှအားလုံးသူဂယူးစိုက်တာအစပေါ့နော်ညီမဘွဲယူမယ်ဆိုတော့တောင်ကြီးမှာမိတ်ကပ်တက်ပြင်နေအဲ့လိုအရန်နောက်ကျသွားတဲ့အချိန်မှာသူကအရန်စိတ်တွေပူပြီးကို့အစားစိတ်တွေအရန်ပူပြီးတော့ကားတွေမြန်မောင်းပြီးအဲ့လိုပေါ့နော်မိတ်ကပ်ကအစအဝတ်စားတွေကအစုံလိုက်ကြည့်ဓာတ်ပုံရိုက်တာလဲသူ့ရဲ့အဲ့လိုပေါ့အကုန်လုံးလိုက်လုပ်ပေးတယ်နှွေးထွေးပေးတယ်ဂယူးစိုက်ပေးရပေါ့နော်အဲ့အချက်တွေလဲသဘောကျပါတယ်ကျွန်တော်ကလွတ်လပ်တာကိုကြိုက်တော့မိမရမှာကျွန်တော်ဒါကြောက်တယ်ဒါပေမဲ့သူနဲ့တွေ့ပြီးနောက်ပိုင်းမှာသူနဲ့တွေ့ပြီးနောက်ပိုင်းမှာကျွန်တော်မကြောက်တော့ဘူးဒါကိုသူ့ကိုဆုံးရှုံးရမှာကိုပူကြောက်သွားအဲ့ဒါကြောင့်တစ်နှစ်3လနဲ့21ရက်မှာကျွန်တော်ဆုံးဖြတ်လိုက်တယ်ယူတော့မှာပေါ့နှစ်ယောက်သားစဉ်းစားကြည့်ရောလဲယူလိုက်လို့လည်းအဆင်ပြေရဲ့အဲ့ဒါကြောင့်မိဘနှစ်ဖက်မိဘကိုမေးသဘောဆန္ဒကိုမေးကြည့်ရောလဲယူခိုင်းတယ်ယူဖို့ဆုံးဖြတ်လိုက်ကြတာယူပြီးရင်ဒီတဲ့ပို့ပြီးတော့လှူလိုက်ပေးမယ်စိတ်ကောက်လည်းတီးခန့်ပေးမယ်မချွတ်တတ်တော့သိရနော်ညာကြီးချီတခုတော့တောင်းဆိုကျင်တော့ဘောလုံးတစ်သိန်းစာလို့ငွေပေးဖို့ဘ
စိတ်ကောက်တာတည်းနဲ့ရှော့ပေးမယ် โอเคကြိုက်ဆုံးပဲ ရစ်တာတော့မလျှော့ဘူးကိုစားချင်တာချက်ကျွေးမယ် อืม ပိန်နေဒီတက်နတ်တို့ငပီးဖြော်တို့အကုန်လုပ်ပေးအခုလည်းလုပ်ပေးနေရပဲနော် ဘောလုံးနဲ့သိန်းစာရော မမွေးပေးနိုင်တော့ပြီပေါ့တက်ရောက် ထိကျက်နေမှာပေါ့